trainer လေးပေါင်းဖို့ကျွန်တော်အစီအစဉ်ရှိပါတယ် graduation ဒီနေ့အတွက်ကိုသူတွေစဉ်းစားပြီလေအခုတော့ဆက်ရှင်မရလေးလာခဲ့ပြီးသား script ကိုပြန်ကြည့်မယ်အဲ့ဒါလေးနည်းနည်းရှင်းလိုက်မယ်နော်နည်းနည်းပြန်ပြီးမြန်လေးပြောပြမယ်ပြီးတာနဲ့ team ကိုချက်ချင်းလုပ်ပြမယ်နော်အရန်စိတ်ချမ်းသာသွားတယ်အဲ့တော့ဘောဆိုတာကိုပြောချင်တဲ့ချက်ဒါမှမဟုတ်ကိုပြောချင်တဲ့ idea ကိုတစ်ဖက်ကိုသိအောင်ပြောတဲ့ပုံစံကို metaphor လို့ခေါ်တယ်ဒါဆရာမင်းကတော့တယ်ဒီလိုတော့အကြိုက်ပြီးတော့ကျွန်တော်တို့ကတော့ဘယ်လိုလူဆိုင်တွေတော့ဘယ်လိုချက်တွေတော့ပြကြမှာငါပြောပြခဲ့တယ်။ဒါဘေးကတော့တော့အရင်ကတည်းကလူကဒီနေ့ဒီအများကိုတက်ကြွပြီးတော့တင်တော့လိုက်ဖို့ပြီးတော့